ပတ်ဝန်းကျင်တစ်ခုလုံးမျိုးတွေအုပ်ဆိုင်နေတာကြောင့်မို့လို့ဘာမှမမြင်ရပေမဲ့စိတ်မမှန်းပြီးတော့ပဲအရှိကိုဆက်လို့နေကြရပြီနောက်ဆုံးမှာသူတို့တွေလိုက်ပါစီနေခဲ့တဲ့အချီကဲရှုကန်ကြီးတယောက်ရဲ့လေကြီးနားကိုလည်းရောက်ချသွားပါတယ်အိမ်တူပြန်ဖို့တော့ဖော်ရသွားပြီလို့ထင်လိုက်တဲ့တာသာကလည်းဝမ်ပတ်တန်နဲ့ပဲလှမ်းပြီးတော့နှုတ်ဆက်ဖို့လုပ်ခဲ့လိုက်ပေမဲ့တကယ်တမ်းသူတို့မြင်ရတဲ့လှေကြီးဆိုတာကမကောင်းစဝါးတစ်ကောင်ရဲ့လက်ချက်ကြောင့်ဖျက်ဆီးခံထားရတဲ့လှေပိုင်းစာတွေတာဖြစ်နေခဲ့ပါတယ်ဒါကိုမြင်လိုက်ရတဲ့အချိန်မှာတာသာတို့လည်းရမ်းလာသွားကြပြီးလေတူချိန်တွေပြောင်းလဲသွားတာကိုချက်ချင်းတတိထားမိလိုက်တဲ့နာဒူကာရီကလည်းရတူရှိနေပြီဆိုတာသိသွားတာကြောင့်မို့လို့ဒီကနေပြန်လဲပြေးဖို့အတွက်တာစာကိုတတိပေးခဲ့လိုက်ပါတယ်ဒါပေမဲ့အဲ့ဒီတတိပေးချက်ကရမ်းကိုနောက်ကျသွားခဲ့ပြီးတော့ခြေထဲမှာပုံနေတဲ့အေယာမမကောင်းစဝါးကြီးကလည်းသူတို့စီးနေတဲ့လေကိုတိုက်ခိုက်လာကအရှိကပျက်စီးတွေပေါ်ကိုလည်းနှောက်သားကအမြန်ပဲခုန်တက်လိုက်ရပါတယ်သူတို့ရင်ဆိုင်နေရတဲ့မကောင်းဆိုးဝါးကြီးကအေယာမရေဝဲကောင်နေဆိုတာကိုလည်းတာတာတို့ကတီးသွားကြပြီးတော့ဒီထဲကနေထွက်လာတဲ့အေယာမလက်တက်ကြီးတွေကိုဓာတ်နဲ့ခုတ်ပိုင်ရင်ဒီနေရာကနေလည်းအသက်ရှင်လျက်ထွက်ပြေးနိုင်အောင်လို့ကြိုးစားခဲ့ကြပါတယ်။လေကြီးတစ်ခုလုံးပျက်စီးသွားတယ်ဆိုပေမဲ့အသက်ကလေးဒေသလေးတွေရှိနေမယ်ဆိုတာကိုတာတာကသိရကြောင်းမို့လို့မကောင်းဆိုးဝါးကြီးကိုရသလောက်ပြန်တိုက်ခိုက်ရင်ဒီနေရာကနေလည်းထွက်ပြေးဖို့ကြိုးစားခဲ့ပါတယ်။အဲ့ဒီလေပေါ်မှာပဲသူတို့တက်ရင်ပြန်သွားတဲ့ကီရှုလိုတဲ့အပွဲသားကိုလည်းထပ်မံတွေ့မြင်လိုက်ရပြီးတော့အသက်ရှင်နေသေးတဲ့အမှန်နဲ့တာတာတို့ကလည်းခေတင်ပေးဖို့လုပ်ခဲ့လိုက်ပေမဲ့ခန္ဓာကိုယ်ထဲကဗတ်မင်တွေပေါက်နေတဲ့ပြည့်အတိတ်ပါပြောက်ပြီးယူတယောက်လိုမျိုးပြုံးနေတာကြောင့်မို့လို့ကဲတူးမရတော့ဘူးဆိုတာကိုနာရူကာရီကလည်းသိသွားပါတယ်သူတို့ရဲ့မျက်စိရှိမှာပဲကီရှုကမကောင်းဆိုးဝါးကောင်ကြီးရဲ့နှစ်ပိုင်းပြတ်သက်တာကိုခံလိုက်ရပြီးကံကောင်းတင်တော့ပျက်စီးမိထားတဲ့မှာကျန်နေသေးတဲ့တက်ကယ်လေးတစ်စီးကိုလည်းတာတာတို့ကရှာတွေ့သွားကြပြီးတော့ရင်ဝဲကောင်ကြီးရဲ့လက်တက်လေးကိုကြားတော့ဖြတ်ရင်ရေစီးကြောင်းနိုင်ခပ်ပြေးလာခဲ့လိုက်ကြပါတယ်မကောင်းဆိုးဝါးကြီးရဲ့လက်ကနေထွက်ပြေးလာနိုင်ခဲ့တဲ့ဆိုပေမဲ့ဒီကျိုးကိုပဲပြန်ပြီးခန်းတက်လာတာကြောင့်မို့လို့တာတာတို့လည်းအံ့ဩနေကြပြီးတော့ကျိုးရဲ့ဘေးပတ်ပတ်လည်မှာရှိတဲ့ရေစီးကြောင်းတော်များများကအထွန်းဘက်ကိုပဲပြန်စီးနေတာကြောင့်မို့လို့ဒီကိုပြန်ရောက်လာတယ်ဆိုတာကိုနာလူကာရီကတော့တီလို့နေပါတယ်ဒီကျုံကနေထွက်လို့ရတဲ့ထွက်လန်းကဒေတာပေါက်ရှိနိုင်တယ်ဆိုပေမဲ့အပြက်စီးတွေ view ကိုတွေကြောင့်မို့လို့နည်းနည်းနဲ့တော့ရှာတွေ့မှာမဟုတ်ဘူးလို့တန်သားကိုရှင်းပြလာပြီးခန္ဓာကိုယ်မှာပေးနေတဲ့သွေးတွေကိုအရင်တော့စီးကြောပြီးတော့ခဏလောက်နားယူဖို့အတွက်လည်းအရင်တော့กินလိုက်ကြပါတယ်